ပလဲတစ်လုံးဆိုတာရှင်နဲ့ရောက်သွားသည့်တိုင်အောင်တန်မှုရှိပါလေဒါပေမဲ့ဖုံမုံကြတော့လေတိုက်လို့မိုးပေါ်လွင့်သွားရင်လေဘာတန်မှုမှရှိမှာမဟုတ်ဘူးမင်းရဲ့ယူသားတဲ့မိတ်ဆွေကိုမင်းရဲ့လျှို့ဝှက်ချက်တွေအကုန်မပြောလိုက်နဲ့ဦးဒီနေ့မှသူဟာမင်းရဲ့ရန်သူဖြစ်လာလိမ့်မယ်လို့ဘယ်သူပြောနိုင်မှာအဲ့ဒီလိုပဲမင်းရဲ့ရန်သူကိုပေးနိုင်သမျှဒုက္ခတွေအားလုံးစုပြုံပြီးတော့မပေးလိုက်နဲ့ဦးအဲ့ဒီသူဟာတနေ့မင်းရဲ့အရင်အနည်းဆုံးမိတ်ဆွေဖြစ်လာလိမ့်မယ်လို့ဘယ်သူပြောနိုင်မှာကရိုးဆိုတာသူဟာကရိုးစစ်ကြောင်းကိုရောက်တဲ့ဆိုင်ရှင်ကလိုက်ပြီးပြောနေစရာမလိုဘူးကရိုးကသူ့ရဲ့ရနံ့အားဖြင့်သူ့ရည်ချင်းအားဖြင့်သူဟာကရိုးအစ်စ်ပါလို့လူတွေကိုအသိပေးလိမ့်မယ်အဲ့ဒီလိုပဲလူတစ်ယောက်ဟာမိမိတော်ကြောင်းတက်ကြောင်းကိုလူတွေကိုထုတ်ဖို့ပြောနေစရာမလိုဘူးသူ့ရဲ့အရည်ချင်းကြောင့်ပဲလူတွေဟာသူဘလောက်တော်တဲ့လူလဲဆိုတာသိသွားလိမ့်မယ်ပလဲတစ်လုံးဆိုတာရှင်နဲ့ရောက်သွားသည့်တိုင်အောင်တန်မှုရှိပါလေဒါပေမဲ့ဖုံမုံကြတော့လေတိုက်လို့မိုးပေါ်လွင့်သွားရင်လေဘာတန်မှုမှရှိမှာမဟုတ်ဘူးမင်းရဲ့ယူသားတဲ့မိတ်ဆွေကိုမင်းရဲ့လျှို့ဝှက်ချက်တွေအကုန်မပြောလိုက်နဲ့ဦးဒီနေ့မှသူဟာမင်းရဲ့ရန်သူဖြစ်လာလိမ့်မယ်လို့ဘယ်သူပြောနိုင်မှာအဲ့ဒီလိုပဲမင်းရဲ့ရန်သူကိုပေးနိုင်သမျှဒုက္ခတွေအားလုံးစုပြုံပြီးတော့မပေးလိုက်နဲ့ဦးအဲ့ဒီသူဟာတနေ့မင်းရဲ့အရင်အနည်းဆုံးမိတ်ဆွေဖြစ်လာလိမ့်မယ်လို့ဘယ်သူပြောနိုင်မှာကရိုးဆိုတာသူဟာကရိုးစစ်ကြောင်းကိုရောက်တဲ့ဆိုင်ရှင်ကလိုက်ပြီးပြောနေစရာမလိုဘူးကရိုးကသူ့ရဲ့ရနံ့အားဖြင့်သူ့ရည်ချင်းအားဖြင့်သူဟာကရိုးအစ်စ်ပါလို့လူတွေကိုအသိပေးလိမ့်မယ်အဲ့ဒီလိုပဲလူတစ်ယောက်ဟာမိမိတော်ကြောင်းတက်ကြောင်းကိုလူတွေကိုထုတ်ဖို့ပြောနေစရာမလိုဘူးသူ့ရဲ့အရည်